အဲ့ဒီအချိန်ကဒီချာရင်ပါရကဘာမှအများကြီးတော့ဆက်ဆက်နေပါ
ဘာနိုင်ငံကိုမသိငယ်ခင်ကလေးကအိန္ဒိယကသူတို့ရဲ့အမှန်ရှင်းနေခဲ့ပါအာမန်ကကျွန်တော်တို့လူမျိုးတွေကိုသူတို့ခေါ်တယ်ဘာလို့ကျွန်တော်တို့နိုင်ငံကိုမျက်စိကျတယ်ဘာကြောင့်လဲဆိုတော့ပထဝီအနေအထားကြောင့်ပါတရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံကြားကပေါ်သွေးရေးကြောင့်ကျွန်တော်ရဲ့နိုင်ငံကိုပြတ်တန်းသွားတာကြောင့်ပဲမြန်မာနိုင်ငံရဲ့ကျော်ဝချမ်းသာလာမှုတွေကဒီရှာတွေအတွက်တော့မမောစရာပြောတယ်ဒီရှာတွေအတွက်မြန်မာနိုင်ငံကတကယ်ကိုစိတ်ဝင်မှုကောင်းတယ်ဒီပါရေးဒိတ်တွေဆုံးနေတာလက္ခဏာတွေအားလုံးရဲ့အစကဘုံပေါင်းတဲ့ကအာသံဒီကခိုင်တို့ရဲ့နေမျိုးကိုသိဖို့ဒီကဖြစ်တယ်အဲဒီမှာဒီကဒီရှာတို့တိုင်းတိုင်းထားတဲ့အိန္ဒိယနိုင်ငံစစ်ကောင်းတဲ့ဒီနေ့ပါအားတောင်ရှက်လက်ဆွဲလေးခုနေမှာပထမဆုံးအင်္ဂလိပ်မှာစစ်ပွဲကိုဖြစ်တယ်အစာပိုင်းတော့ကဗမာတို့ကတော့သူတို့ရဲ့စစ်တပ်ဟာရင်းရင်းပြီးမှတန်းနေကြတယ်ဒီရှာတွေကိုအနိုင်နိုင်လေးပဲလို့ယုံကြည်ခဲ့ကြတယ်ပြီးတော့လည်းစစ်ပွဲတွေဆင်နေခဲ့ကြတယ်အခုမှမဟုတ်ဘူးဒါပေမဲ့ဒီရှာတို့ရဲ့တူတူကိုတော့သူတို့ကတော့မှနေနေခဲ့ကြတယ်ဒီကစီမာတွေကဒီမျိုးချင်းမောတွေတိတ်နေတက်တယ်ဝိဓိအမြောက်တွေကိုတော့ပါခဲ့ကြတယ်ဒီမှာဗမာစစ်တပ်ကသူတို့ရဲ့ပြန်ပြီးအားလုံးအဆက်ပါရှိတယ်ဒါကြောင့်ပဲအနိုင်နိုင်ခဲ့တာယောဂါတွေဉာဏ်နဲ့လူပြမှုတွေဉာဏ်လူရဲ့ဒီဟာအစ်တွေကသူတို့ရဲ့ခံစစ်တွေကိုဆွေးနွေးထိုးချက်နိုင်ခဲ့တာအောင်ရှိအောင်လည်းလက်ဆက်လေးခုနဲ့မှဒီကြတော့သူတို့ရဲ့အကြီးဆုံးဆိုတဲ့ဒီတက်ကိုဆက်လုပ်ခဲ့တာအမှန်ကိုတိုင်ပွဲမဖြစ်ဘဲနဲ့ဒီသိမ့်ပိုင်နိုင်ခဲ့ပါတယ်ဒီလာပြီးတိုင်းကဒီလူကြီးမှာဗမာစစ်သူကြီးမဟာဗန္ဓုလာကလည်းကြာဆုံးသွားခဲ့ပြီးတော့သူ့ရဲ့စစ်တပ်ကလည်းပြန်ဆုတ်ပြေးသွားခဲ့တယ်ဗမာစစ်တပ်ကအာဂန်နဲ့တခြားမြောက်ဘက်ဒေသအထိမပြည့်မပြည့်ဆုံးခွာခဲ့ဒီလိုနဲ့နည်းနည်းလောက်အရေးနဲ့တိုက်ခိုက်ပြီးတဲ့နောက်အောင်ရှိတဲ့လက်ဆက်မှာဗမာဘက်ကအရှုံးပေးခဲ့တယ်ခဲနာဘုံကြီးစာချက်တက်တဲ့အကြီးထုတ်ခဲ့တယ်ဒီကျိုးစိတ်ကအတော်လေးကိုဗမာတို့အတွက်ပြင်းထန်လို့ဘုရားတက်ခဲ့တယ်ပကိုင်တွေကတိုင်းတိုင်းမဏိပူရတို့လိုနေတွေကိုလက်တို့ဆုံးရှုံးခဲ့ရတာဒီသားတွေကတဘာဝအချင်းချင်းကလည်းပေါ်များတယ်ဒီကျင်းမှုတလေးတွေကလည်းအတော်လေးကိုဖွံ့ဖြိုးခဲ့တယ်ပထမအင်းမြန်မာစစ်ပွဲကဒီရှာအိန္ဒိယကိုကြာတော့ဒီအကြီးဆုံးစစ်ပွဲဖြစ်တယ်။လောကသားနဲ့အိန္ဒိယလူမျိုးတောင်းပွဲတော်ပြီးခဲ့တယ်။ဒီကမတရားဘူးဆုံးတယ်။ဒီကြတော့ဒီစစ်ပွဲအတွက်နာရီပေါင်း900ကနေ73နဲ့2020ခုနှစ်မှာအမေရိကန်က18ဘီလီယံကနေ48ဘီလီယံလောက်ထိအန်းပြခဲ့တာကြောင့်1833ခုနှစ်မှာဒီရှာအိန္ဒိယရဲ့စီးပွားရေးအကျပ်တွေဖြစ်ပေါ်စေခဲ့ပါတယ်။ဒါပေမဲ့ဗြိတိရှတွေကဒီမှာတော့ပြန်မသွားဘူး။ဒီကလည်းလည်းဒီကဒီဂျိုးတွေကကျိုးတဲ့ဆန်ကိုယူကြတာကြောင့်ဒီကတော့ဘာမှမဖြစ်ဘူး။တို့ကအောင်မြန်မာနိုင်ငံမှာရှိတဲ့ဂျွန်ဒိုရီကလကဒါနဲ့စင်ကာပူကြားမှာရှိတဲ့စိတ်ကမ်းတွေကိုပြီးတော့ထိချုပ်ချင်တာကြပါတယ်။1950ခုနှစ်မှာဗြိတိရှတွေကဗမာအစိုးရကိုသူတို့ပုံစံတွေကိုဗမာတို့ကတရားဆက်ဆံပါတယ်လို့ဆွဆွဲခဲ့ပါတယ်။ဒါပေမဲ့ဒီဆွဆွဲချက်ကအကြောင်းပြချက်သာဖြစ်ပြီးတော့နောက်တဲ့စစ်ပွဲတွေကိုစတင်နိုင်ဖို့အကြောင်းရှာနေခဲ့တာပါ